ကိုခံအားစနစ်ကိုကောင်းမွန်စေပြီးတော့ခန္ဓာကိုယ်မှာနာကျင်ရောင်ရမ်းတာတွေကိုလည်းတက်တာစေရကြောင်းအစာလဲစေးစေးတဲ့အစာဖြစ်တဲ့ကြက်သားချိုချက်လေးကိုအတူတူလိုက်ချက်ကြည့်အောင်ချက်ဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့ကြက်သားဆက်နွင်းမုံကြက်သွန်နီကြက်သွန်ဖြူဂျင်းနဲ့စီအနှဲငယ်တို့သာလိုအပ်ပါတယ်။ကဲစားချက်ဖို့ပြင်ဆင်ကြမယ်နော်။အရင်ဆုံးကြက်သားလေးတွေကိုအနေတော်လေးတုံးထားလိုက်ပါ။ကြက်သွန်နီကြက်သွန်ဖြူတို့ကိုလည်းချက်ဖို့အဆင်သင့်ဖြစ်အောင်ပါးပါးလေးတွေလှူထားပါမယ်။ပထမဆုံးအနေနဲ့အိုးထဲကိုစီအနှဲငယ်ထည့်ပြီးကြက်သွန်နီဂျင်းနဲ့ကြက်သွန်ဖြူကိုအနံမွေးလာအောင်စီတက်ပေးလိုက်ပါစီတက်ပြီးအနံလေးမွေးလာပြီဆိုရင်တော့ဒီဟင်းညာရဲ့အဓိကဇက်လိုက်ဖြစ်တဲ့ဆက်နွင်းမုံလေးထည့်လိုက်ပါမယ်အခုတော့ကြက်သားကိုထည့်ပါမယ်ရတာအတွက်ကတော့စားအနှင်းငယ်နဲ့ငရုတ်ကောင်းမုံလေးကိုထည့်ပေးပါဒါဆိုရင်တော့မိနစ်ပိုင်းအတွင်းမှာပဲကိုကန်းအားလဲကောင်းနာကျင်ရောင်ရမ်းတာတွေကိုလည်းတက်တာစေမယ်ကျန်းမာရေးအထောက်အကူပြုတဲ့ဟင်းတစ်ခွက်ကိုရပါပြီ။